ကျွန်တော်ဒီ vlog ကိုရိုက်ပြီးတော့တင်နေတာတန်ရှင်းရှာပြီးတော့ကြည့်ရှင်လို့မဟုတ်ပါဘူးဒီဗီဒီယိုတင်ရတဲ့အကြောင်းရင်းကအောင်ချိန်မှာမြန်မာပြည်ညှိချမ်းပြီးမြန်မာပြည်ကိုပြန်ရောက်ခဲ့ကျွန်တော်ချေရတဲ့သူနဲ့ထိုင်နိုင်ငံမှာသူတွားခဲ့နေရတယ်တူလာခဲ့နေရတယ်ပျော်ရွှင်ခဲ့ရတဲ့အချိန်ကိုမတရားအနေနဲ့တင်ရရှင်လို့တင်ရရှင်ဖြစ်ပါတယ်ကဲ vlog လေးကိုဆက်ကြလိုက်အောင်ကျွန်တော်ဒီနေ့ပဲတွားမယ်ဆိုတော့ဟိုဟင်းမျိုးနဲ့မနီးမဝေးမှာရှိတဲ့ခောက်ကလုတ်ကန်ချင်တွားမှာဖြစ်ပါတယ် I'm always dreaming about you. ပေါက်မှလည်းမသိဘူး ဆိုပိတ်တဲ့ဟာတော့တန်သွားပြီခုလာတဲ့ဟာတော့တန်သွားပြီအောင်နေရာတော့ပါကိုယ်မှမတရှိသေးဘူးပိတ်ပြီးတော့လာခဲ့ဆိုတော့တန်သွားတယ်တန်ကဲဆုပ်လေးနဲ့ဆွဆွစားပြီးတော့လာခဲ့အောင်လေးတွေ ဝါ view point เขาลุก တော့တက်လိုင်းရဆိုတော့ရောက်ခဲ့ပါပြီတော့ဝါရှာဆိုလာပါရှင်တော့ဒီမှာခောက်ကလုတ် view point ကိုကမမရှာပြီးထောက်ပြီးတော့လာလို့ရတယ်ဝေဟင်းနဲ့ဆိုရင်เป็นမိနစ်လောက်တနင်္လာ45မိနစ်လောက်ပဲမောင်းရအောင်ဒီဘိုင်းရတော့ရှယ်ပဲ45မိနစ်လောက်ပဲမောင်းရအောင်ဝင်ကြီးလည်းမရှိဘူးဘာလည်းမရှိဘူးတောင်ကတော့နည်းနည်းစောက်တယ်တောင်လာတော့မြင်နေတယ်တော်လာတယ်ကဲပြန်လာတော့မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဆုံးပြီးကြည့်ပြီးတဲ့အတွက်နောက်ဗီဒီယိုမှာဆောင်ကြမယ်